battery အိုးကြောက်ကအားမဝင်တော့ရင်စိုင်နေရဘာလို့ acid လဲခိုင်းတာလဲဒီခါလေးမှာအိုးကြောက်ဆိုရင် acid လဲလို့ရရလားဒီမိကုန်းက battery အသုံးပြုသူအများစုသိနေကြတဲ့မိကုန်းမှာအဖြေကတော့ plate ပြားကောင်းသေးတယ် plate ပြားတွေမကြွေသေးဘူးဆိုရင် acid လဲပြီးတော့ battery ကိုပြန်ကောင်းလုပ်လို့ရပါတယ်ဒါပေမဲ့သူ့ရဲ့အိုးကြောက်က acid အိုးကြောက်တော့ဖြစ်ရပါမယ်ဒီ acid အိုးကြောက်တွေဟာပုံမှန်ဆိုရင်ရေဖြည့်ဖို့မလိုအောင်ပိတ်ထားတဲ့ဒါမှန်ပေမဲ့အသုံးမမှန်လို့ overcharge ဖြစ်တာရာသီဥတုပူတာတွေကြောင့်အထက်က acid တွေခန်းချောက်ပြီးတော့ battery ရဲ့လှုပ်ဆောင်နိုင်စွမ်းကျဆင်းသွားတတ်ပါတယ်။ power ပြတ်သွားတတ်ပါတယ်။ဒီလိုအချိန်မှာကျွန်တော်တို့လုံးလေးလှုပ်ထားရှိတဲ့အချက်တွေကတော့ acid အဟောင်းတွေသွန်ပြီးအိုးတွေဆေးတာပေါ့နော်။ဒီ battery power ကျသွားတဲ့အချိန်မှာခဲပြားပေါ်မှာ sulfate တွေကတ်နေတတ်ပါတယ်။အဲ့ဒီအခါ acid အဟောင်းတွေကိုသွန်ပြီးတော့အထဲထဲကိုတေချာဆေးချလိုက်တာက plate ပြားတွေကိုတန့်စင်ပေးလိုက်သလိုပါပဲ။နောက် acid power ပြော့နေတဲ့အခြေအနေပြင်းနေတဲ့အခြေအနေကနေပြီးတော့အဲ့ acid တွေကိုသွန်ပြီးတော့ပြင်းအားအမှန်ရှိတဲ့1250 degree ရှိတဲ့ acid အသစ်ကိုပြန်ဖြည့်ပေးပြီးတော့အသွင်းလိုက်တာကလည်း battery ကိုပိုကောင်းအောင်လုပ်ဆောင်ပေးပါတယ်။နောက်တစ်ခုကတော့ acid အသစ်ချိန်ပြီးပြီဆိုတာနဲ့ acid အသစ်လဲပြီးဆိုတာနဲ့ battery charger နဲ့အချိန်အကြာကြီးကိုဖြည်းဖြည်းချင်းအားမြင့်သွင်းပေးတာကဒီ battery ရဲ့အားကိုပြန်ထိန်းပြီးတော့ power တက်လာစေပါတယ်ဒါပေမဲ့ဘလို့အခြေအနေမှာပဲဖြစ်ဖြစ်သတိပြုရမှာကတော့ plate ပြားကောင်းနေဖို့လိုအပ်ပါတယ် plate ပြားမကောင်းဘူးဆိုရင် battery ကိုဘလို့ပဲ acid လဲပြန်မကောင်းပါဘူးခင်ဗျာနောက်ထပ်တစ်ခုသတိပြုရမှာကတော့ acid အိုးကြောက်ကိုပဲ acid လဲသင့်ပါတယ် AGM VRLA SLA စတဲ့အမျိုးအစားတွေကို acid လဲဖို့အားမပေးပါဘူးခင်ဗျာသူတို့ရဲ့စနစ်ကကျွန်တော်တို့ acid အိုးကြောက်တွေနဲ့မတူတဲ့အတွက် acid သွားထည့်လိုက်မယ်ဆိုရင်တခြားမလိုလားအပ်တဲ့ပျက်စီးမှုတွေဖြစ်စေနိုင်ပါတယ်ဒါကြောင့် battery acid အိုးကြောက်ကိုပဲ acid လဲပါလို့အကြံပေးပါရစေ acid အိုးကြောက်ကိုလဲတဲ့ချိန်မှာတောင်မှသူက two-way အိုးကြောက်တွေ two-way အိုးကြောက်ဆိုအပေါ်ကနေဒီစတစ်ကာလေးပဲကတ်ထားပြီးစတစ်ကာခွာလိုက်တာနဲ့အောက်မှာအဖုံးလေးတွေမြင်ရတယ်ပေါ့နော်အဲ့ဒီလို two-way ဥကြောက်ဆိုရင်တော့ကိုတိုင်း acid လဲရတာလွယ်တယ်ဆိုပေမဲ့ဒီလိုမျိုးလုံးဝ one-way ဥကြောက်အလုံးပိတ်ထားတဲ့အိုးမျိုးတွေဆိုရင်တော့ဆိုင်မှာစနစ်တကျအပေါက်ကလေးတွေဖောက်ပြီးတော့ပေါ့လဲတင်ပါတယ်အဲ့တော့အဲ့ဒါလေးတွေမလုပ်ခင်မှာကျွန်တော်တို့ကမိချောက်ကလေးကိုဖွင့်ပြီးတော့စစ်ကြည့်ပါတယ် plate ပြားကောင်းရလားမကောင်းရလားပေါ့နော်ဘာပဲလုပ် plate ပြားကောင်းမှလုပ်ပါလို့အကြံပေးပါရစေခင်ဗျာ